ဒီကျောင်းကဆရာမတစ်ယောက်ဟာကျောင်းသားတွေစာတိချလုပ်ဖို့ဆိုပြီးအတန်းထဲကိုတစ်ခုတ်တဲ့လွှတ်ဆက်ကြီးတစ်လုံးယူလာခဲ့ပါတယ်။ကျောင်းသားတွေဘက်ကအမှားလေးတစ်ခွက်လုံးမိတာနဲ့မြေဖြူခဲနဲ့တန်းပေါက်တာပါပဲ။ဒီကျောင်းမှာကဆရာတွေကကျောင်းသားတွေထက်တောင်ပိုဆိုးနေတော့ကျောင်းသားလေးတွေခင်ဗျာဘာမှပြန်မပြောရဲပဲငုတ်ခံနေခဲ့ရပါတယ်။တရက်တော့ကောင်မလေးတစ်ယောက်ကနောက်ကကောင်လေးသူ့စံပင်ကိုဆွဲနေပါတယ်လို့ဆရာမကိုတိုင်လိုက်ပါတယ်။အဲ့ဒီမှာဆရာမလုပ်သူကပြဿနာရှင်းတဲ့အနေနဲ့ကောင်မလေးရဲ့စပင်ကိုနောက်တစ်ခါထပ်ဆွဲလို့မရအောင်ဆိုပြီးကက်ကြီးနဲ့တိခတ်နဲ့ဖျက်ချပစ်လိုက်ပါတယ်။ကောင်မလေးလည်းငိုယုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒီသတင်းလဲကျောင်းအုပ်ကြီးစီရောက်သွားရောကျောင်းအုပ်ကြီးကဆရာမကျောင်းသားတွေကိုထပ်မပေါက်နိုင်အောင်မြေဖြူခဲတွေကိုဆရာမရဲ့စပွဲခုံမှာကော်နဲ့တေချာကတ်ထားလိုက်ပါတယ်။နောက်နေ့အတန်းထဲလဲရောက်ရောဆရာမကမြေဖြူခဲတွေကိုယူပေါက်လို့မရတော့တာကြောင့်ဖြက်ဆေးကိုဆွဲယူပြီးပေါက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီဖြက်ဆေးကကြောက်တင်ပုံးနဲ့ကျိုးချီထားတာဆိုတော့ကျောင်းသားတွေကိုမထိပဲပြန်ကန်ထွက်လာပြီးဆရာမရဲ့မျက်နှာကိုသာအရှိန်နဲ့သွားမှန်ပါတော့တယ်။ဒါကိုကျောင်းအုပ်ကြီးသိသွားတဲ့အခါနောက်ထပ်အကြံတစ်ခုထပ်ထုတ်လိုက်ပါတယ်။အဲ့ဒါကတော့ကျောင်းသားတွေအကုန်လုံးကိုအတန်းထဲမှာဆိုင်ကယ်အုပ်ထုပ်တွေစောင်းခိုင်းထားလိုက်တာပါပဲ။ဒါမှဆရာမကပစ္စည်းတွေနဲ့ပေါက်လေအကြောင်းသားတွေမနာတော့ပဲစာကိုတေချာအာယုံဆိုင်နိုင်ပါလေဒီလိုနဲ့နောက်ဆုံးစာမေးပွဲဖြေရမယ့်အချိန်ကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့စာမေးပွဲလဲဆက်ရောကျောင်းသားတွေအားလုံးနှင်သက်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဆရာမတင်ပေးခဲ့တဲ့စာတွေကတလွဲတွေကြီးပဲဖြစ်နေလို့ပါပဲ။မိကုန်းတစ်ခုကိုတောင်ဖြေလို့မရတော့တဲ့အစုံကျောင်းသားတွေအားလုံးစိတ်ပြတ်ဒေါသထွက်ပြီးစာမေးပွဲခန်းထဲကနေအကုန်လုံးထွက်သွားကြပါတော့တယ်။